ဒီအားလုံးပဲငါပါဒီညတော့ဒီမှာအရင် view ရောပေါ့နော်ရခဲ့တဲ့ဒီလိုမျိုး mock လေးပေါ့နော်အဲ့ mock လေးဒါထမပေါ့နော်မမေလေးအဲ့ဟာကိုအဲ့ mock ကိုတီးရလူကြတော့ကိုမမရေးခဲ့ပေါ့နော်အဲ့ဒါကြောင့်လည်းစားမယ် let's go ကဲအားလုံးပဲဒီညတော့ဒီမှာ mock စားကြမှာနော်စားကြပါစားတော့ကြပါတယ်ဒီမုတ်ကမလို့ချိုးချိုးနဲ့နင်းညို့ခါပါလေဒါပေမဲ့တိတ်တော့မခါဘူးနော်ဒီမုတ်ကိုဆန်းစားကြည့်ပါလားဒီမှာအားတော့ပြောချင်ပါတယ်နော်ဒီမုတ်ကတကယ်ကားပါတယ်အဲ့ကျွန်မဒီနေ့ဒီဗီဒီယိုမှာပဲချင်းခေါ်ရင်ပါတယ်အဲ့မုတ်ကဖာမုတ်လေးဆိုတော့ပြပြပေါ့နော်နောက်ပြီးတော့အဲ့မုတ်လေးကိုလေးစားပြပါစားလို့ရှင်ကားလို့ရှင်လေကျမတို့ရဲ့ TV တို့ရဲ့ comment အမှာပေါ့နော်စားပူပါတယ်တိပါတယ်နောက်ပြီးအဲ့မုတ်ရဲ့ဟန်လေးလေးပြောပါကဲအားလုံးပဲပေါ့နော်ဒီနေ့ကျမဒီ view မှာ channel ခေါ်ရပါလို့လဲဆိုတော့ဒီကျမရဲ့ view ပေါ့နော် like subscribe ရ like ကဲနောက်ပြီး emoji ရအားလုံးမထည့်နိုင်လို့ကျမထင်ပါတယ်ဒါပဲထည့်နိုင်တဲ့လူကတော့ကျမရဲ့ channel အမြင်ကိုချွာနေပေါ့နော်ဖြတ်ကျော်နိုင်လို့ကျမတို့ထင်ပါတယ်ဆိုတော့အားလုံးပဲ like subscribe လုပ်ပါပေါ့နော်အဲ့ဒါလေးမှာကြားချင်ပါတယ်ဒီ mall လေးတကယ်ကားပါတယ်လို့ပြောချင်ပါတယ်နော်ဒါပြီးရင်တော့အဲ့ channel အော်နာတူလေးကတော့ဘယ်လိုဖြစ်မလဲမသိဘူးနော်စိတ်လို့ရှားစရာလေးပါရှင်အဲ့ channel ဒီ channel အားပဲလူကတော့တော်ပြောစရာကောင်းပါပဲနော်ကျမ channel တော့အားလုံးရတယ်လူပေါ့နော်တော်ပြောစရာကောင်းပါဆိုတော့ဒီ channel အားမြင်နဲ့ကြောဖြတ်စီအားမြင်နဲ့ကြောဖြတ်လို့ရပါစေလို့ကျမလေးဆုတောင်းပေးပါတယ်ဆိုတော့ပေါ့နော်ကျမရဲ့ video က subscribe လေးလည်းအားလုံးပဲလုပ်ပေးကြပါလို့ကျမအထူးပြီးပြောချင်ပါတယ်နော်အထူးထားတော့ပြောချင်ပါတယ်နော်အဲ့ဒါအချက်မျိုးပါညလို့ရှင်တော့ကျမရဲ့ video ကပေါ့နော်ကျမရဲ့ကြာလေးဒီနေ့မေးဆက်ချင်ပါတယ်သူ့နာမည်လည်းကြာလာပြီနော်ချီစရာလေးတော့ခလေးဆိုတိတ်မကရေးတမခလေးအဖားကဆိုတော့ကျမရဲ့ video ဒီတော့ပါပဲအားလုံးပဲတတ多少钱？